အားလုံးပဲမင်္ဂလာပါခုတခါပြန်လေမျှဝေပေးခြင်းတဲ့အကြောင်းအရာကပြင်သစ်စစ်တပ်ထက်ကစစ်ဗိုလ်တယောက်နဲ့အီရာမာလို့ခေါ်တဲ့မိမချောလေးတယောက်အကြောင်းဖြစ်ပါတယ်ခေါင်းစဉ်ကတော့အလားတရားပျောက်ဆုံးခြင်းနဲ့မေတ္တာတရားတို့ပြေလွင်ခြင်းဆိုတဲ့အကြောင်းဖြစ်ပါတယ်ပြင်သစ်မြစ်တပ်ဖွဲ့မှာရုပ်ရည်သားနာတဲ့ AB ပွန်လို့ခေါ်တဲ့စစ်ဗိုလ်ကပတိန်တူရှိတယ် AB ပွန်ဟာအရဲဝတ်အစားနဲ့ဆိုရင်တိတ်မထူးခြားပါပဲစစ်ဝတ်စုံနဲ့ဆိုရင်သူကအင်မတန်ကြည့်လို့ကောင်းတဲ့စစ်ဗိုလ်တယောက်ဖြစ်တယ်သူမျက်လုံးကပြလဲလဲအယောင်ရှိတယ်မျက်လုံးမျက်ဖန်ကောင်းတယ်နှာတန်းပေါ်တယ်သူ့နှကမ်းမွေးနဲ့သူ့မျက်နှာကလိုက်ဖက်တယ်ခါသေးတယ်ရှင်ကားတယ်သူ့လက်တံပေါင်တန်တွေကကြစ်ကြစ်လေးလေးနဲ့အချို့အစားတိတ်ကြတယ်သူ့ခန္ဓာသူ့အမူအရာတွေကဆွဲဆောင်မှုအရန်ရှိလေတော့မိန်းကလေးတွေကသူ့ကိုအရန်သဘောကျတယ်ကပတိန်ဟာရုပ်ရည်အင်မတန်တားနာတဲ့လူဆိုတော့အမျိုးသမီးတွေရဲ့ပါဇက်ဖြားမှာသူ့အကြောင်းကိုပြောလို့မဆုံးဖြစ်နေတယ်အဲ့ဒီမျိုးမှာအလွန်ရုပ်ရည်လှပတယ်လို့ဆိုရတယ်အမျိုးသမီးတူရှိတယ်သူမရဲ့နာမည်ကအီရာမာလို့ခေါ်တယ်အဲ့ဒီအမျိုးသမီးကအဲ့ဒီမျိုးကကုမ္ပဏီတထဲကြီးတူရဲ့ပြောတော့ဆက်အမျိုးသမီးတူလေးဖြစ်တယ်တခါပဲတွေ့တညနေပဲလူပြိုလှစ်လိုက်ရတယ်အီရာမာဟာကပတိန်ရဲ့ချစ်သူဘဝကိုရောက်သွားတယ်သူတို့နှစ်ဦးဟာအတူတွားအတူလာနဲ့မခွေးနိုင်မခွာရဲ့တတွဲတွဲဖြစ်သွားကြတယ်မြို့ကလူငယ်တွေကလည်းသူတို့အကြောင်းပဲပြောနေကြတယ်သူတို့နှစ်ဦးစလုံးကလည်းတကယ်ပဲမခွေးနိုင်မခွာရဲ့မေတ္တာနှောင်ကြိုးတင်းလွန်နေကြသူတွေဖြစ်တယ်ဆိုတဲ့အမှုရာမျိုးတွေကိုအများသိအောင်ပြကြတယ်သူတို့နှစ်ဦးဟာတစ်နှစ်ပတ်လုံးပဲအတူတွားအတူလာနေကြတယ်လူတကာကလည်းသူတို့နှစ်ဦးကိုဝိုင်းကြည့်ကြတယ်ဒီလိုဝိုင်းကြည့်ခံရတာကိုပဲသူတို့နှစ်ဦးကအယတာတွေ့ပြီးပီတိဖြာနေကြတယ်ဂုံယူနေကြတယ်ပေါ့ဂုံယူလောက်အောင်လဲနှစ်ဦးစလုံးကလှပတင့်တယ်တဲ့သူတွေဖြစ်နေကြတယ်ကပတိန်ရဲ့စိတ်ထားကဘယ်လိုလဲဆိုတော့သူ့ကိုလူအများကမသိပဲနေမှသာစိုးရင်တယ်အများကတည်တယ် queue site တွေဆိုရင်သူ့အတွက်ဂုံတူးပွဲတူးတစ်ခုခုရတာကိုဂုံယူသလိုဂုံယူကြည်နူးနေတဲ့သူဖြစ်တယ်သူ့ကိုအများကဝိုင်းပြီးမနာလို့ဖြစ်နေကြတာညူးဆူနေတာဟာတကယ်တော့သူ့ရဲ့အောင်မြင်ခြင်းကိုဝိုင်းပြီးဩဝါပေးနေတာလို့သူကခံယူထားတာကိုယ့်ကိုအများသူတွေကမနာလို့ဖြစ်ရင်ကိုဟာသူများတွေထက်တာနေလို့ပဲဆိုတဲ့ခံယူချက်မျိုးသူ့မှာချီဟန်တူပါတယ်ဒီနေ့တော့ပြင်သစ်နိုင်ငံဟာ pressure နဲ့စစ်ကြင်ညာတယ်အဲ့ဒီအခါမှာကပတိန်ရဲ့စစ်တပ်ဟာအရင်ဆုံးထွက်ဖို့အမိန့်ကြားလာတယ်စစ်မြေပြင်ကိုထွက်ခွာခါနီးမှာရှစ်သူနှစ်ဦးဟာဝန်းထဲကြေကွဲဖြစ်ကြတယ်ခွေးရမြင့်ညမှာတညလုံးဦးသားတွေ့တယ်ရှစ်သူနဲ့ခွေးရမှာမလို့အီရာမာဟာရင်ဘတ် CTV စပင်းကိုတော့မနိုင်တော့ပဲချမ်းမြေမှာလှူလိမ့်ငူတယ်မိုးလင်းလို့နောက်နေ့မှဦးသားခွဲကြရတယ်အီရာမာကသူ့ချစ်သူကိုဓမ္မစခန်းရောက်သည့်အထိမြင်းရထားနဲ့လိုက်ပို့တယ်တက်ထွက်တဲ့အခါမှာအီရာမာကစစ်တပ်တစ်ခုလုံးရဲ့ရှေ့မှာပဲကပတိန်ကိုဖယန်နဲ့ရှုပ်နှုတ်ဆက်တယ်ဒီမြင်ကွင်းကိုမြင်တဲ့စစ်သားတွေဟာလွမ်းဆွတ်ကြေကွေးခြင်းဖြစ်ကြတယ်သူတို့ရဲ့ကပတိန်ကိုကပတိန်ရဲ့ချစ်သူကတကယ်မေတ္တာစစ်မေတ္တာမင်းနဲ့ချစ်တဲ့သူပဲအရန်တော်ပါတယ်အဖို့တန်ထားတဲ့မင်းကလေးပါပဲလို့ပြောကြတယ်အီရာမာရဲ့အပြုမူရာကိုအကဲခတ်ပြီးမျိုးချစ်စိတ်ရှိတဲ့သူကလေးဖြစ်တယ်လို့ချီးကျူးရတယ်ကပတိန်ရဲ့စစ်တပ်ဟာစစ်မြေပြင်မှာပြောင်မြောက်စွာတိုက်ခိုက်နိုင်ခဲ့ကြတယ်ကပတိန်ကိုယ်တိုင်သူရတတိရှိတိုက်ခိုက်ခဲ့တဲ့အတွက်ဂုံတူးဆောင်တစ်စိတ်ချင်းမြင့်ချင်းခံရတယ်စစ်ပွဲပြီးတဲ့အခါကပတိန်ဟာအီရာမာနေတဲ့မြို့ကိုပြန်လာတယ်မြို့ကိုရောက်တော့မြို့ဆောင်တပ်ကိုအုပ်ချုပ်ပြီးစခန်းချတယ်မြို့ကိုရောက်ချင်းကပတိန်ဟာအီရာမာရဲ့တည်င်းကိုစုံစမ်းတယ်ဒါပေမဲ့တည်င်းအတိအကျမရဘူးဖြစ်နေတယ်တချို့ကအီရာမာဟာ pressure စစ်တပ်ကမေဂျာတယောက်နဲ့အိမ်တောင်ကျသွားတယ်လို့ပြောတယ်တချို့ကလည်းသူမိဘတွေနေတဲ့ရွာကိုပြန်သွားတယ်လို့ပြောကြပြန်တယ်ကပတိန်ဟာမြို့တော်ဝင်ရုံးကိုလူလွတ်ပြီးတော့လူတည်စရင်မှာအီရာမာရဲ့နာမည်ပါမပါရှာကြည့်ခိုင်းတယ်ဒါပေမဲ့ရှာမတွေ့ဘူးဒီလိုရှာမတွေ့တော့
အဲ့ဒီမျိုးကိုသိမ့်ပိုက်ခဲ့တဲ့ pressure စစ်သားတွေကိုမဲပြီးဆေးဆိုခြင်းမဟုတ်ဘူးတခုတော့မနက်ခင်းမှာကပတိန်ဟာနနက်စာစမယ်လို့လုပ်နေတော့စာတစ်ဆောင်ရတယ်သူအင်မတန်မျှော်လင့်တောင်းတနေတဲ့အီရာမာစီကစာပဲဖြစ်တယ်စာထဲမှာအီရာမာဆေးုံတက်နေရတယ်ဆိုတဲ့အကြောင်းသူအင်မတန်နေမကောင်းဖြစ်နေစေဖြစ်ကြောင်းသူ့ကိုလာတွဲဖို့အကြောင်းလာတွဲလျင်တိတ်ပြောမှာပဲဆိုတဲ့အကြောင်းပါတယ်ကပတိန်ဟာအီရာမာကိုတိတ်တနာသွားတယ်အဲ့ဒါနဲ့နနက်စာစားပြီးချင်းဆေးရုံကိုအမြန်ထွက်လာခဲ့တယ်ဆေးရုံကိုရောက်တော့ဆေးရုံအတွင်းကိုလွယ်နဲ့ဝင်ခွင့်မရဘူးဖြစ်နေတယ်သက်ဆိုင်ရာပုဂ္ဂိုလ်တွေကိုတော်တော်ပြောဆိုပြီးမှဝင်ခွင့်ရတယ်တာဝန်ကျတဲ့လူငယ်တူကသူ့ကိုဆေးရုံအတွင်းခေါ်သွားတယ်သူလမ်းတစ်ချောင်းမှာလူနာတွေရဲ့ညှဉ်းညူတန်တွေကိုပဲကြားနေရတယ်မကြခင်မှာပဲသူ့ကိုခေါ်လာတဲ့တာဝန်ကျလူငယ်ကလူနာတွေနဲ့ပြည့်နေတဲ့အခန်းတစ်ခုကိုညွှန်ပြလိုက်တယ်သူညွှန်ပြတဲ့အခန်းဝါစီမှာ syphilis လို့စလုံးကြီးနဲ့ရေးထားတဲ့ဆိုင်းဘုတ်တစ်ခုတွေ့လိုက်ရတယ်ကပတိန်ဟာတော်တော်လန့်သွားတယ်ချက်ကန်လည်းဖြစ်သွားတယ်အဲ့ဒီအချိန်မှာသူနာပြုဆရာမတူကအခန်းတော်မှာဆေးဖြော်နေတယ်အဲ့ဒီသူနာပြုဆရာမကကျမလိုက်ပြပါမယ်ကိုဒင်နံပါတ်29ပါလို့ပြောပြီးကပတိန်ကိုခေါ်သွားတယ်အဲ့ဒီနောက်အဲ့ရတစ်ခုကိုညွှန်ပြပြီးဒီမှာပါလို့ဆိုတယ်ကဒင်ပေါ်မှာစောင်းတွေနဲ့ဖုံးနေတဲ့အတွက်လူနာရဲ့ကောင်းတောင်ပေါ်ဘယ်ကတင်ကိုပဲကြည့်မျက်နှာညှိုးငယ်နေတဲ့လူနာတွေကိုပဲတွေ့ရတယ်လူနာတွေထဲမှာမိတ်မပျော်တွေရောမိတ်မအိုတွေရောအစုံပဲကပတိန်ဟာလက်တစ်ဖက်နဲ့အုတ်ထုပ်ကိုကိုင်ကြံလက်တစ်ဖက်နဲ့ဓားတွေကိုကြမ်းမြေပေါ်မှာထောက်ပြီးသူရက်နေတဲ့ကတင်နံပါတ်29ဆောင်းချုံအောက်ကလူနာကိုအီရာမာလို့တူခေါ်လိုက်တယ်ဒီအခါမှာကတင်ပေါ်ကစောင်းတွေလှုပ်ချလာပြီးအီရာမာရဲ့မျက်နှာကဘွားခနဲ့ပေါ်လာတယ်အီရာမာရဲ့ရုပ်ကတိတ်ကိုပြောင်းလဲသွားပြီအလှဆိုတာကိုမျက်နှာမှာရှာလို့မတွေ့တော့ဘူးသူ့တကိုယ်လုံးလဲပိန်ချုံချိနေနေတယ်တခြားတနေရာမှာသူ့ကိုမြင်ရရင်မှတ်မိမှာမဟုတ်တော့ပဲအလှဆင်းရဲသူလေးဖြစ်နေပါပြီအီရာမာအလှဆင်းရဲနေတာကိုမြင်လိုက်ရတဲ့ကပတိန်ရဲ့စိတ်ဟာလေးချက်ချင်းပဲပြောင်းလဲသွားတယ်စိတ်ယုံမရောက်ခင်ကအီရာမာကိုတွေးချင်လွန်လှတဲ့စိတ်တွေတနာကျင်နာခဲ့တဲ့စိတ်တွေဘေးကိုရောက်သွားမှန်းကိုမသိတော့ဘူးအီရာမာဟာစိတ်တိတ်ထိခိုက်တဲ့အတွက်စကားမပြောနိုင်ပဲဖြစ်နေတယ်နောက်တော့မှခုလိုတွေးရတဲ့အတွက်တိတ်ဝမ်းသာတဲ့အကြောင်းပြောပြီးမျက်ရည်တွေစီးကြလာတယ်သူနာပြုဆရာမလာချပေးတဲ့ခုံပေါ်ထိုင်လိုက်ရင်ကပတိန်ကဘလို့ဖြစ်ရတာလဲလို့မေးတော့အီရာမာကငိုပြီးကျမဘာဖြစ်တယ်ဆိုတာရှင်သိရောပေါ့အခန်းဝါမှာစာကတ်ထတာပဲလို့ပြန်ပြောတယ်ပြောရင်းနဲ့အီရာမာကအဲ့ရခင်းစားကိုဆွေးပြီးမျက်နှာကိုဖုံးလိုက်တယ်ကပတိန်ဟာတိတ်ကိုစိတ်ပြတ်သွားတယ်တိတ်ကိုလည်းရှက်တယ်အဲ့ဒီခေတ်က syphilis ယောဂါဆိုတာအင်မတန်ဂုံတိတ်ခါမဲ့တဲ့ယောဂါဖြစ်တယ်ကုစားဖို့လည်းအင်မတန်ခက်ခဲတဲ့ယောဂါလေးဖြစ်တယ်ကပတိန်ကဒီလိုယောဂါကိုဘယ်လိုရတာလဲလို့မေးတယ် pressure စစ်သားအရင်ဆိုင်တွေစီကပေါ်ရှင်သူတို့ကအတင်းအဓမ္မဆိုတော့သူတို့ကြောင့်ဓမ္မဒီယောဂါရတာပဲလို့အီရာမာကဖြေတယ်ကပတိန်ဟာအီရာမာကိုကြည့်ရင်ဘာဆက်ပြောရမှန်းမသိဖြစ်နေတယ်အခြားလူနာတွေကလည်းသူ့ကိုဝိုင်းကြည့်နေရတယ်ကပတိန်ဟာဆေးရုံကပုတ်ဆော့နံလာတယ်လို့ထင်နေတယ်စစ်ဖလက်ယောဂါကြောင့်လူနာတွေရဲ့အသွေးသားတွေကအပုံနဲ့လှိုင်နေတာလို့ထင်နေတယ်ဒီအခန်းထဲမှာဒီလောက်မတိရစီယာဆက်စရာယောဂါကိုရနေတဲ့မိန်းကလေးတွေအများကြီးပါလားလို့လည်းတွေးနေတယ်ဒီအတွေ့တွေနဲ့တာငိုင်းတန်ကြီးဖြစ်နေတယ်ရှက်နေတယ်အီရာမာကိုတွေးရင်ယူရလိုက်မယ်ကျင်နာလိုက်မယ်ပွေ့ဖက်လိုက်မယ်ဆိုတဲ့စိတ်မျိုးတွေသူ့စီမှာတခုမှရှိပုံပေါ်တော့သူနာပြုဆရာမလာရှာပေးတယ်ခုံပေါ်ထိုင်လိုက်ရင်
ကပတိန်ကဘလို့ဖြစ်ရတာလဲလို့မေးတော့အီရာမာကငိုပြီးကျမဘာဖြစ်တယ်ဆိုတော့ရှင်တီရောပေါ့အခန်းဝမှာစာကတ်ထတာပဲလို့ပြန်ပြောတယ်ပြောရင်းနဲ့အီရာမာကအိယာခင်းအစာကိုဆွဲပြီးမျက်နှာကိုဖုံးအောင်လိုက်တယ်ကပတိန်ဟာတိတ်ကိုစိတ်ပြတ်သွားတယ်တိတ်ကိုလည်းရှက်သွားတယ်အဲ့ဒီခေတ်ကစစ်ဖလစ်ယောဂါဆိုတော့အင်မတန်ဂုံတိတ်ခါမင်းယောဂါဖြစ်တယ်ကုစားဖို့လည်းအင်မတန်ခက်ခဲတဲ့ယောဂါဖြစ်တယ်ကပတိန်ကဒီလိုယောဂါကိုဘယ်လိုရတာလဲလို့မေးတယ်ပရချာစစ်သားအရင်ဆိုင်တွေစီကပို့ရှင်သူတို့ကအတင်းအဓမ္မဆိုတော့သူတို့ကြောင့်ကျမဒီယောဂါရတာပဲလို့အီရာမာကဖြေတယ်ကပတိန်ဟာအီရာမာကိုကြည့်ရင်ဘာဆက်ပြောမှမသိဖြစ်နေတယ်တခြားလူနာတွေကလည်းသူ့ကိုဝိုင်းကြည့်နေရတယ်ကပတိန်ဟာဆေးရုံကပုတ်စော်နံလာတယ်လို့ထင်နေတယ်စစ်ဖလစ်ယောဂါကြောင့်လူနာတွေရဲ့အတွေ့အကြုံတွေကပုံနဲ့လှိုင်းနေတာလို့ထင်နေတယ်ဒီအခန်းထဲမှာဒီလောက်မတရီစရာချက်စရာယောဂါကိုရနေတဲ့မိန်းကလေးတွေအများကြီးပါလားလို့လေတွေးနေတယ်ဒီအတွေ့တွေနဲ့တာငိုင်းတိုင်တိုင်ကြီးဖြစ်နေတယ်ရှက်လဲရှက်နေတယ်အီရာမာကိုတွေ့ရင်ယူရလိုက်မယ်ဂျင်နာလိုက်မယ်ပွေ့ဖက်လိုက်မယ်ဆိုတဲ့စိတ်ကူးလေသူစီမှာတခုမှရှိပုံမပေါ်တော့ဘူးအီရာမာကကျမကတော့တေးမှာပဲဆရာဝန်ကကျမယောဂကျွမ်းနေပြီလို့ပြောတယ်လို့ညင်းညူပြောလိုက်တယ်အီရာမာဟာကပတိန်ကိုလှမ်းကြည့်ရင်ကကပတိန်ရဲ့ရင်ဘတ်မှာဆွဲထားတဲ့တစိမ့်တစ်ခုကိုမြင်လိုက်တယ်အဲ့ဒီအခါမှာအီရာမာကအလိုလေရှင်းကိုခုလိုတိုင်းပြည်ကဂုံပြူတယ်ဆိုတော့ကျမကျင်နေပါဘူးကျမဝန်တာလွန်းလို့ရှင်းကိုဟောရီလိုပွေ့ဖက်လိုက်ချင်တာလို့ဆိုတယ်ဒီစကားကိုကြားလိုက်တော့ကပတိန်ဟာလမ်းဖြတ်သွားတယ်ဟိုတော့လို့အီရာမာအလားချမ်းသာရင်တော့ဒီစကားမျိုးသူဘယ်လောက်ကြည်နူးလိုက်မလဲခုတော့စစ်ဖလစ်ယောဂါတီကြီးကသူ့ကိုပွေ့ဖက်မှာကြောက်ရွံ့နေပြီဟိုအရင်အီရာမာအလားချမ်းသာတော့ကတော့ကပတိန်ဟာအီရာမာကိုမျိုးထားမတက်ငုံထားမတက်မမမောနဲ့ပွေ့ဖက်ခဲ့တာပဲခုတော့ကပတိန်ဟာငုံထားချင်ဖို့နေတတ်တာအန်ချင်းနေမှာပဲတကယ်လို့များအီရာမာကသူ့ကိုထားပြီးပွေ့ဖက်လိုက်ရင်သူဘလောက်ကြောက်စရာကောင်းတယ်မလဲလို့သူကတွေးနေမိတယ်ဒီအတွေ့နဲ့အတူသူဟာထွက်ပြေးခြင်းစိတ်ပေါက်နေတယ်အီရာမာနဲ့ဝေးဝေးမှာတန်းချင်းတဲ့လေးကိုရှူချရရင်တိတ်ကောင်းမှာပဲတောင်းတနေတယ်ဒါမဲ့ချက်ချင်းနှုတ်ဆက်ပြီးပြန်သွားမှလည်းမကောင်းဘူးဆိုတော့အောင်အေးပြီးနေရတယ်အရင်ကလို့တာအီရာမာလှနေသေးပြန်ပါလို့တွန်းထုတ်တော့သူပြန်မှာမဟုတ်ဘူးခုတော့အီရာမာဟာအချစ်တွေကကုန်နေပြီအခုတော့အချစ်တွေကကုန်နေပြီစိတ်တွေကကုန်နေပြီစိတ်ကုန်နေတော့သူကအီရာမာကိုမင်းကကိုမှဂီးမဆိုင်ပဲပြစ်တင်လိုက်တယ်ဒါကိုကြားတော့အီရာမာကဒေါသထွက်သွားတယ်ဟုတ်တာပေါ့ကျမကိုကျမဘယ်ဂီးဆိုင်နိုင်ပါလဲကျမကသူတို့ကိုကလေးစားရှေဖို့ပဲဂီးဆိုင်နေတာကျမကသူတို့ကိုအယံပြန်တတ်ချင်နေတာဒီတော့ကျမလည်းတတ်နိုင်သမျှကျမမှရနေတဲ့ယောဂာနဲ့ပြန်တတ်တာပဲပရက်ရှာတွေမျိုးကိုတိမ်ထားသမျှကာလပတ်လုံးကျမကျမ်းမာရေးအတွက်နည်းနည်းမှပြန်မကြည့်ဘူးဒီကောင်တွေအားလုံးတည်ရင်ပြီးရောအီရာမာဒေါနေမော်နဲ့ပြန်ပြောတယ်အီရာမာဟာသူပြောတဲ့အတိုင်းသူ့စီကယောဂါပရက်ရှာစစ်သားစစ်တွေစီကုဆက်ပြီးယောဂါရလိမ့်တွေးသမျှစစ်သားတွေနဲ့တွေ့တယ်ဒါကိုအီရာမာကကျမကောင်းကောင်းလက်စချေလိုက်ရပြီသူတို့ကိုယောဂကုဆက်ခိုင်းပြီးတက်ခေလို့ဒီကုန်ကြတာမနေဘူးလို့ဒေါ်နေမော်လည်းပြောနေတယ်အီရာမာပြောနေတာကိုနားထောင်နေရတယ်ကပတိန်စိတ်ကတော့ပြန်ကျင်လာပြီအီရာမာနဲ့ဝေးရကိုသွားချင်လာနေပြီအီရာမာအလှဆင်းရတာနဲ့တပြိုင်နက်နားမှာတော့နေလို့တော့ဒါကြောင့်စကားပြောရတော့ကောင်းပါတယ်ဒါပေမဲ့ပြန်အောင်မှထင်တယ်အလုပ်တစ်ခုချိန်ထားတာရှိသေးတယ်လို့ကပတိန်ကအကြောင်းပြပြီးစကားဖြတ်ဖို့ကြိုးစားတယ်ဒီအခါမှာအီရာမာကဝမ်းနဲ့တန်နဲ့ရှင်ကလည်းရောက်လို့မှမကြသေးဘူးပြန်ချင်လာပြီလားရှင်လို့ဆိုတယ်ဒါနဲ့ကပတိန်ကလည်းမပြောချင်တဲ့စကားဆက်ပြောနေရတယ်ဟိုတော့လို့တာအီရာမာလှနေမယ်ဆိုရင်ခုလိုစကားပြောရတာကိုအာမရနိုင်တော့အောင်ရှိမှာပဲအ
ချိန်တွေမကုန်ပါစေနဲ့လို့ဆုတောင်းခြင်းတောင်းနေမှာပဲခဏကြာတော့အီရာမာကကပတင်ကိုချစ်ရဲ့သူနာပြုဆရာမလည်းအနားမှာမရှိပါဘူးချစ်မပြန်ခင်ကျမကိုတစ်ခါလောက်နန်းစမ်းပါဆိုတယ်အဲ့ဒါမှဒုက္ခပဲကပတင်ရဲ့စိတ်ထဲမှာအီရာမာကိုနန်းဖို့အင်မတန်ဆက်ဆုပ်နေတယ်ဟိုအရင်ကနဲ့အင်မတန်ကိုကြွာချနေတယ်ဒါပေမဲ့မလွှဲတာတော့လို့အီရာမာရဲ့နဖူးဆန်စာကိုမတတိစရာအရာတစ်ခုကိုနန်းတယ်လို့နန်းတယ်ညံတော့တဲ့စိတ်ဆိုလို့နည်းနည်းမှကိုမရှိတော့ဘူးအီရာမာကကပတင်ရဲ့ယူနီဖောင်းအင်ဂျီပြောင်ကိုဖတ်ရင်နန်းရှုပ်တယ်နန်းရင်ကကျမစီကိုလာအောင်မယ်မဟုတ်လားဆက်လာတော့လို့တွတ်မှားနေတယ်ကပတင်ကမြန်မြန်ပြန်ရရင်ပြီးရောဆိုပြီးကြာတာပလင်းနဲ့နေလေနိုင်လာခဲ့မယ်လို့ကတိပေးလိုက်တယ်အခန်းထဲကလူတွေကပြူတူပြစ်တဲ့နဲ့ဝမ်းကျင်နေတဲ့အတွက်ကပတင်ဟာချက်ကိုရှက်ကန်းကြီးဖြစ်နေပြန်တယ်သူ့အရက်မျက်နှာကိုလူမမှတ်မိအောင်ဆိုတဲ့သဘောနဲ့ကုတ်ချောင်းချောင်းလုပ်ပြီးပြင်ကိုထွက်တယ်လမ်းပေါ်ရောက်မှပဲအသက်ကောင်းကောင်းချူနိုင်တော့တယ်အဲ့ဒီနေ့ညနေမှာသူ့ရဲ့ရဲဘော်တွေကသူ့ကိုအီရာမာအကြောင်းဝိုင်းမေ့ကြတယ်ကပတင်ကအီရာမာအစိုးရကနေနေမကောင်းတဲ့အကြောင်းပြောချင်နဲ့ပြောကြတယ်ဒါပေမဲ့တပ်ထက်ကလူတွေဟာသူနဲ့အီရာမာအကြောင်းတော်တော်ကိုသိထားနေကြပြီအီရာမာဟာဘရက်ချာစစ်ဦးစီးဌာနကမေဂျာတူနဲ့လက်ထပ်တယ်လို့လည်းတချို့ကပြောကြတယ်ဒီလိုလက်ထပ်တာဟာမေဂျာကိုအမြင်ကပ်လို့လက်ထပ်တာဖြစ်တယ်လို့လည်းပြောကြတယ်အဲ့ဒီလိုလက်ထပ်ပြီးတဲ့နောက်အီရာမာဟာဘရက်ချာမြင့်တက်ကကာနယ်ကြီးနဲ့အတူမြင်းစီထွက်လေရှိတယ်လို့ဆိုကြတယ်ဒါကြောင့်မြို့သူမြို့သားတွေကအီရာမာကိုဘရက်ချာစစ်တပ်ကြီးတစ်ခုလုံးနဲ့ဘေးစားပြီးအတင်းစကားပြောနေကြတယ်လို့ဆိုတယ်ကပတင်ကိုတတန်းလုံးကလောင်ပြောင်နေကြတော့တာပဲကပတင်ဟာနေစရာတောင်မရှိဘူးဖြစ်နေတယ်အီရာမာစီကလည်းဆေးရုံကိုလာဖို့ခေါ်ရဲစာခဏသူ့စီရောက်နေတယ်ကပတင်ကရောက်လာတဲ့များစာတွေကိုဆုတ်ဖြစ်တယ်စာလေးမပြန်ဘူးနောက်ဆုံးမှာဆေးရုံကလူနာတူဦးတီခရီးယန်ထုံးစံရကျန်းစာဖတ်ပြီးတကြိုပေးရတဲ့ခရီးယန်သင်အုပ်ဆရာကြီးစီကစာတစ်စုံရတယ်စာထဲမှာအီရာမာဟာမျောလင်းစရာမရှိတော့တဲ့အတွက်ကပတင်ကိုယ်တိုင်လာခဲ့ဖို့အကြောင်းပါရှိတယ်ဒီတစ်ချိန်မှာတော့သူမငင်းတာတော့တဲ့အတွက်ဆေးရုံကိုတွားရတယ်ဆေးရုံကိုရောက်လို့အီရာမာကိုတွေ့တော့အရင်ကလိုပဲအခြေအနေမပြောင်းတာကိုတွေ့ရတယ်ဒါကြောင့်အီရာမာကသူ့ကိုညာပြီးခေါ်တာလို့ယူဆပြီးတော့မင်းငါ့ကိုဘာလို့ဖို့ခေါ်တယ်လဲလို့မကြည်မနှက်နဲ့မေးတယ်ကျမရှင်းကိုမတွေ့ရတော့ဘူးထင်တယ်ဒါကြောင့်နောက်ဆုံးတွေ့ချင်လို့ခေါ်တာအီရာမာကပြောတယ်ဒီစကားကိုကပတင်ကမယုံဘူးဒါကြောင့်ဒီမှာငါပြောမယ်မင်းကြောင့်ငါ့ကိုတန်းလုံးဝဝိုင်းပြီးလှောင်ပြောင်းနေကြပြီဒီတော့နောက်ထပ်လူရည်စရာမဖြစ်စေချင်ဘူးလို့လေတံမမနဲ့ပြောတယ်ဒီအခါမှာအီရာမာကကျမရှင်းကိုလူရည်စရာဖြစ်အောင်ဘယ်တော့မှလုပ်ခဲ့ဖို့လို့လဲလို့မေးတယ်အီရာမာမေးတာကိုမဖြေတတ်တဲ့အတွက်ကပတင်ကငိုင်တန်ဖြစ်နေတယ်ဒါပေမဲ့ပြောလဲစစကားကိုဆက်ပြီးမင်းကြောင့်ငါ့ကိုလူတကာလှောင်ပြောင်နေတဲ့အထက်ကမင်းစီကိုခုလိုလာရတာမလွယ်ဘူးကွာလို့ပြောလိုက်တယ်အီရာမာဟာကပတင်ကိုကြည့်ရင်ဒေါသဖြစ်လာတဲ့လက္ခဏာနဲ့ကျမဘာများလုံးမိလို့လဲရှင်းကိုတွေ့ချင်းကျမကခရရမလုံးမိလို့လားဒါမှမဟုတ်တခါလေရှင်းကိုကျမဟိုဟာလိုချင်တယ်ဒီဟာလိုချင်တယ်လို့တောင်းဆိုမိတာများရှိလို့လားရှင်းအတွက်ကြောင်းတာမဟုတ်ရင်ကျမရဲ့ပထမယောက်ျားတထေးစီမှာအေးစစ်နေုံပေါ့ခုလိုဘွားမျိုးပါမှရောက်စရာအကြောင်းမရှိဘူးကျမကိုတခြားသူလိုပြစ်ပြီးပြေးနိုင်တယ်ဒါပေမဲ့ရှင်းတယောက်ကတော့ကျမကိုအပြစ်မတင်သင့်တာအမှန်ပဲလို့ပြောတော့ကပတင်ကမင်းကိုအပြစ်တင်တာမဟုတ်ပါဘူးငါပြောချင်တာကငါဟာနောက်ကိုမင်းစီလာပြီးမကြည့်နိုင်တော့ဘူးဆိုတာပဲမင်းနဲ့ပရချာစစ်သားတွေအကြောင်းကိုတမျိုးလုံးကပြောဆိုနေကြတယ်တိတ်ကိုရှက်ဖို့ကောင်းတယ်လို့ပြောလိုက်တယ်ဒီစကားကိုကြားလိုက်တော့အီရာမာဟာအဲ့ရတဲ့ကနေငေါက်ခနေထားထိုင်လိုက်တယ်ပြီးတော့ဒေါ်ရီမွန်နဲ့အီရာမာကပြောတယ်ပရချာစစ်သားတွေနဲ့ကျမအကြောင်းလားဒီစစ်သားတွေကျမကိုမတရားပြုခြင်းနဲ့အကြောင်း
ပြောခဲ့ဖူးတာပဲသူတို့နဲ့တွေ့တွေ့လှုပ်ခဲ့တာဟာတခြားကြောင့်မဟုတ်ဘူးသူတို့ကိုကျမယောဂပေးပြီးတက်ချင်လို့ကျမကြက်မာရည်တောင်မငဲဘူးအဲ့ဒီတော့ကကျမယောဂကိုပြောင်းအောင်ကူးကျင်နေဆိုရင်ဖြစ်သားပဲမခက်ပါဘူးဒါပေမဲ့သူတို့ကိုတက်ချင်လို့ခုကျမတက်ခဲ့တာအများကြီးဒါပေမဲ့မင်းဘာပြောဒီယောဂရတာကတော့ချက်စရာကြီးလို့ကပတင်ကပြောတော့အီရာမာကပို့ပြီးဒေါသဖြစ်လာတယ်ဘာချက်စရာတက်စရာကြီးလဲကျမအိမ်လာတော့ကတော့ရှင်ဒီလိုမပြောပါလားခုမှချက်တဲ့လားဒီမှာရှင်အခုရထားတဲ့ဘွဲတစိမ့်ဆိုတာကျမတို့ထိုက်တန်လို့ရတာမဟုတ်ဘူးရှင်ကျမကရှင်ထက်ဂုံထူးဘွဲထူးတွေနဲ့ထိုက်တန်တယ်ပရိချစစ်သားတွေကိုကျမကရှင်ထက်ပို့ပြီးတတ်နိုင်တယ်ဒါကြောင့်ကျမကရှင်ထက်ပို့ပြီးဘွဲထူးဂုံထူးနဲ့ထိုက်တန်တယ်လို့ပြောလိုက်တယ်အီရာမာရှင်မှာရက်နေတဲ့ကပတင်ကဒေါသတွေနဲ့ဆက်တုံနေတယ်အီရာမာကိုဒီအကြောင်းတော့မပြောနဲ့လို့ဟန်တာပဲမဲ့အီရာမာကတော့မရက်ဘူးဆက်ပြောနေတော့တာပဲရှင်ကပရိချစစ်သားတွေကိုဘယ်လောက်များရှင်မှုနိုင်ခဲ့လို့လဲပြောစမ်းပါရှင်တို့ကတပရိချတွေကိုမျိုးရက်ဝင်နိုင်အောင်ဟန်တာနိုင်ခဲ့ကျမလည်းဒီပေါ်ရောက်မှာမဟုတ်တယ်မလားရှင်ဘာပြောနိုင်သေးလဲတကယ်တော့ကျမကတာရန်သူတွေကိုရှင်မုန်းခဲ့တာရှင်ထပ်ပို့ပြီးရှင်မုန်းနိုင်ခဲ့လို့ရှင်ထပ်ပို့ပြီးရှင်မုန်းနိုင်ခဲ့တယ်ဒီလိုရှင်မုန်းခဲ့လို့ကျမလည်းယောဂရပြီခုတည်ရတော့မှာရှင်ကတော့ပျော်လို့မော်လို့မိမတွေနဲ့တွေ့ဖို့တာမျှော်လင့်နေတာအီရာမှာစကားတန်ကြောင်လူနာတွေကခေါင်းထားထောင်ပြီးကပတင်ကိုဝိုင်းကြည့်နေကြတယ်ကပတင်ကအီရာမာကိုဟန်တာပဲမဲ့အီရာမာကမနေဘူးအော်ပြီးပြောလိုက်ပြန်တယ်ကျမရှင်အကြောင်းသိပါပြီရှင်ခုနှစ်အခါရှင်ကအာဇာနည်ကြီးဆိုပြီးဝင်းဝါနိုင်ပြီပေါ့ဒါမဲ့ရှင်ကိုကျမပြောလိုက်ပါမယ်ရန်သူတွေကိုကျမရှင်မုန်းခဲ့တာရန်သူတွေကိုကျမတတ်ခဲ့တာများရှင်တို့စစ်တပ်တလုံးဝတတ်တာတော့ပုံများပြီကျမကပို့ပြီးတက်နိုင်တာကဲဘာပြောချင်တယ်လဲအလကားတက်တိမရှိပဲနဲ့ဒီစကားတွေကိုကြားတော့ကပတင်ဟာခြာခနဲ့လှည့်ထက်သွားတယ်တကယ်တော့ဒီလိုလှုပ်ချင်းကထွက်ပြေးချင်းပါပဲကပတင်ဟာလူနာကတင်တွေကြားကခြေလန်းကျဲကြီးနဲ့ထွက်သွားတယ်ဒါပေမဲ့ကျမကရန်သူတွေကိုရှင်းထပ်ပို့ပြီးတက်နိုင်တယ်ဆိုတော့အီရာမာရဲ့အတန်းငင်နေတယ်လို့အတန်ကသူ့နောက်ကိုလိုက်နေတယ်လို့ပဲကပတင်ဟာအီရာမာရှိရဆေးရုံဘယ်တော့မှခြေဦးလေးမှမဟုတ်ပါဘူးနောက်နေ့မှအီရာမာကွေလွန်သွားပါတယ် AP ပွန်နဲ့အီရာမာတို့ရဲ့ဖြစ်ပျက်ကိုကြည့်မယ်ဆိုရင်အီရာမာဟာအလှချမ်းသာတော့ရှစ်ဖွေကောင်းတော့ကတော့ကပတင်ဟာအီရာမာအတွက်တကယ့်ဘဝအဖို့မှာတစ္ဆာရှင်မိတ်ဆွေကောင်းကြီးလိုဖြစ်ခဲ့တာပဲဒါပေမဲ့အလှလေးပြက်ရောဟိုတော့ကအစွမ်းကုန်အီရာမာအပေါ်ချစ်ခဲ့တဲ့စိတ်တွေကွဲကွာနေတော့ကလွမ်းဆွတ်တန်းတားလာတယ်တွေးလိုက်ချင်းမြင်လိုက်ချင်းနဲ့အာသာဆန္ဒတွေကျင်နာတနာတာတွေကပတင်စိတ်ထဲကချက်ချင်းရောကြပျောက်ပြတ်သွားကြတယ်အလှတရားကုံဆုံးခြင်းနဲ့ထပ်တူပဲသစ္စာမေတ္တာဟုသည်များဟာလေပျောက်ပြတ်ကုန်တော့တာပဲအလှရှိတော့ကတိတ်ချစ်ခဲ့တာတိတ်သစ္စာရှိခဲ့တာကိုချစ်သူအတွက်အရေးကြုံရင်တပ်ပါဆွန့်လိုက်မယ်ဆိုတာတွေဟာအလှဆင်းရဲသွားခြင်းနဲ့အတူချုပ်ပြောက်တာမြန်လွန်းလာပါတယ်တိတ်ကိုချစ်မြတ်နိုးတဲ့ဖြစ်မှတိတ်ကိုယွန်စရာစက်ဆုပ်စရာကောင်းတဲ့ဖြစ်ပျက်ကိုချက်ချင်းရောက်သွားတယ်တစ်ဖက်သောခြူထောင်ကကြည့်မယ်ဆိုရင်အီရာမာဟာရန်သူတွေကိုချေမှုန်းရင်သူ့ဘဝကိုစွန့်ခဲ့တဲ့ကိုကြိုးမငဲတဲ့တကယ့်သူရဲကောင်းပါလေပဲဒါပေမဲ့အလှမချီတော့လို့သူရဲကောင်းအဖြစ်မျက်နှာရကောင်းမှန်းတောင်မသိတော့ဘူးအလှချမ်းသာပြည့်စုံနေတဲ့အချိန်တွေမှာကိုပန်ဝန်းကျင်ကမိတ်ဆွေအပေါင်းအသင်းချစ်သူခင်သူတွေဟာဘလောက်ပဲကိုအကြိုက်လိုက်ပြီးဘလောက်ပဲကိုအကြိုက်ကိုအမျက်တနိုးဆောင်နေသူတို့ကိုတကယ်မိတ်ဆွေကောင်းအဖော်ကောင်းချစ်သူကောင်းရလို့မြူဆနိုင်တယ်ဘူးအီရာမာလိုဘဝတကွေ့ကွေ့ဘဝခီးတနေရမှာဒုက္ခနဲ့ကြုံလာရတဲ့အခါအလှဆင်းရဲသွားတဲ့အခါကြာတော့မှကိုအနီအနာဝန်းကျင်မှာပေါင်းတင်ဆက်ဆံရသူတွေကိုတကယ်တစ္ဆာရှိတဲ့အဖော်ကောင်းဟုတ်မဟုတ်ချစ်သူကောင်းဟုတ်မဟုတ်သိနိုင်တာပဲအလှဆင်းရဲသွားတဲ့အခါရောက်တော့မှတစ်ဖက်လူဟာကိုကိုလှချမ်းသာချိန်တုန်းကတကယ်မေတ္တာအကျဉ်းနာနဲ့ချစ်မြတ်နိုးခြင်းပဲလားဒါမှမဟုတ်အပေါ်ယံအရေးပြားအလှကိုတဏှာရာကားနဲ့တက်မှတ်ပြီးတချိုက်မက်မက်မူမူရည်ရည်
ချစ်နေခဲခြင်းပဲလားဆိုတာကိုလည်းခွေးချသိနိုင်တော့တာပဲထို့နဲ့အတူကိုကပစ္စည်းဥစ္စာဆင်းရဲသွားတဲ့အခါယာထုဌာနန္တရဆင်းရဲသွားတဲ့အခါကြော်စောမှုတွေမရှိတော့တဲ့အခါကိုအနီးနားဝန်းကျင်မှာပေါင်းတင်ဆက်ဆံနေရသူတွေဟာမိတ်ဆွေကောင်းအဖော်ကောင်းဟုတ်မဟုတ်သိရတော့တာပါပဲ